ထိုင်ဝမ်ကိုကမ္ဘာပေါ်မှာအန်ဒီရဲ့ရှိဆုံးနေရာတစ်ခုလို့ပြောကြတယ်။ဘာကြောင့်လဲ။အဲ့ဒီနောက်ွယ်မှာလေနှစ်ပေါင်း85နှစ်လောက်ရှည်လျားပြီးရန်ကိုရှုပ်ထွေးတဲ့တမိုင်းကြောင်းတရက်ရှိနေပါတယ်။ဒီကြောင်းကိုပဲကျွန်တော်တို့အတူတူကြည့်သွားကြမှာပါ။ကဲဒီကျုံလေးတစ်ကျုံကကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကပဋိပက္ခရဲ့ဘိုးချက်မဖြစ်လာရတာဘလို့အကြောင်းရင်းနေကြောင်းလဲ။ဟုတ်ပြီဒီမိခွန်းကိုပဲဖြေချကြည့်ကြတာပေါ့။ဒီဇလန်းကိုအပိုင်း6ပိုင်းခွဲပြီးကြည့်သွားကြမယ်။တရုတ်ပြည်တွင်းစစ်ကနေအစဖြူလုံးဒီနေ့ရဲ့အထိမခံဖြူနေတဲ့အခြေအနေအထိပေါ့။ကဲအပိုင်း1ကနေပဲဆက်လိုက်ကြရအောင်။ဒီဇလန်းရဲ့အစကတော့1940ပြည်လုံးနှစ်ဒီစီကိုပြန်သွားရမှာပါ။တရုတ်ပြည်တွင်းစစ်ကြီးပြီးသွားတဲ့အချိန်ကနေပေါ့။ပြည်တွင်းစစ်ပြီးသွားတော့ဘာဖြစ်သွားလဲဆိုတော့မော်စီတုံးရဲ့ community ကတရုတ်ပြည်မကြီးတစ်ခုလုံးကိုထိန်းချုပ်လိုက်နိုင်တယ်။အဲ့ဒီမှာရှုံးသွားတဲ့ nationalist အစိုးရကလူတသန်းကျော်ကိုခေါ်ပြီးတော့ထိုင်ဝမ်ကျွန်းပေါ်ကိုထွက်ပြေးသွားရတော့တာပဲ။အဲ့ဒီချိန်ကစပြီးထိုင်ဝမ်ရေလက်ကျောက်ကိုချထားတဲ့အပြိုင်အစိုးရနှစ်ထွက်ပေါ်လာခဲ့တာပါ။ဒီတော့ပဋိပက္ခရဲ့အထီကအရင်မြစ်ကအရင်ရှင်းပါတယ်။ပင်ကျင်းမှရှိတဲ့ communist အစိုးရ PRC နဲ့ထိုင်ဝမ်ကျွန်းပေါ်က nationalist အစိုးရ ROC နှစ်ဖွဲ့လုံးကသူတို့ဟာကျုပ်ပြည်တစ်ခုလုံးရဲ့တည်ယူသေးသောတရားဝင်အစိုးရပါလို့အခိုင်အမာယက်တည်နေကြတာပဲဖြစ်ပါတယ်။အစားပိုင်းမှာတော့လေအမေရိကန်ကဒါဟာတရုတ်ရဲ့ပြည်တွင်းရေးပေးဆိုပြီးဘေးကပဲကြည်နေခဲ့တယ်။ဝင်မပါဘူးပေါ့။ဒါပေမဲ့အဲ့ဒီမူဝါဒကိုလုံးဝပြောင်းပြန်လန်ပြက်လိုက်ရတဲ့အဖြစ်အပျက်တစ်ခုပေါ်လာခဲ့တယ်။1950မှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးတင်အချီဆန်ကတရားဝင်ကိုပြောခဲ့တာပါ။အာရှမှာရှိတဲ့အမေရိကန်ရဲ့ကာကွယ်ရေးစည်းကမ်းထိုင်ဝမ်ကိုလုံးဝမပါဘူးတဲ့ဆိုလိုတာကတရုတ်ကဝင်တိုက်ရင်တောင်သူတို့ဝင်ကူမှာမဟုတ်ဘူးဆိုတဲ့သဘောမျိုးပဲဒါပေမဲ့အဲ့ဒီနဲ့အဲမှာပဲကိုရီးယားစစ်ပွဲကြီးစဖြစ်လာရောအဲ့ဒီခါမှာအမေရိကန်ကဒါက community ရဲ့စနစ်တကျကျူးကျော်မှုတစ်ခုပဲလို့မြင်သွားပြီးသူတို့ရဲ့မူဝါဒကို180 degree အပြောင်းလဲကြီးလှုပ်လိုက်တယ်သမရချူမင်းကအမေရိကန်ရေတဲ့ကိုထိုင်ဝမ်ရေလက်ကြားစီကိုချက်ချင်းလွတ်ဖို့အမိန့်ပေးခဲ့ပါတော့တယ်အခုလိုမူဝါဒကြီးကိုလုံးဝပြောင်းပြလန်လိုက်တာကိုအကြောင်းပြချက်ကောင်းကောင်းပေးနိုင်ဖို့အတွက်လေသမရထရူမန်ကတနမန်စကလုံးအသစ်တစ်ခုကိုတီထွင်ခဲ့ရပဲအဲ့ဒါကဘာလဲဆိုတော့ထိုင်ဝမ်ရဲ့နိုင်ငံရေးအဆင့်အတန်းဟာမတိချမရေရသေးဘူးဆိုတဲ့အချက်ပါပဲဒီစကလုံးလေးတစ်လုံးကပဲအမေရိကန်ကိုဝင်ပါဖို့တရားဝင်လန်ဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့တာပါနောက်ဆက်စုနဲ့တခုဖက်ကတခါ1960ပြည်လုံးနှစ်တွေစီရောက်လာတဲ့အခါမှာတော့ကွန်မြူနစ်အင်အားကြီးနိုင်ငံဖြစ်တဲ့ကျုံနဲ့ဆိုဗီယက်ယူနီယံကြားမှာအကြောင်းတွေစပြီးပေါ်လာပါတော့တယ်။ဒီအကွဲပြဲကအမေရိကန်အတွက်တော့ကစားကွက်ထဲမှာအခွင့်အရေးကောင်းကြီးတစ်ခုဖြစ်လာခဲ့တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ကွန်မြူနစ်အုပ်စုကြီးကမော်စီတုံးရဲ့အစွန်းရောက်မူဝါဒတွေနဲ့ဆက်မှာဖြစ်တဲ့တိုက်ပွဲတွေပြီးတော့ခေါင်းဆောင်တွေကြားကမယုံကြည်မှုတွေကြောင့်အတွင်းပိုင်းကနေစပြီးပြိုကွဲလာနေလို့ပါပဲ။အဲ့ဒီအခွင့်အရေးကိုသမ္မတနစ်စင်နဲ့သူ့ရဲ့အကြံပေးဟန်ရီကစ်ဆင်ဂျာတို့ကအမိအရာပဲဖန်ဆုပ်လိုက်တဲ့သူတို့ပေကျင်းကိုရိုးဝဲဆက်သွဲခဲ့တဲ့ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲဆိုဗီယက်ယူနီယံကိုတံပြန်ဖို့နောက်ပြီးတော့ဗီယက်နမ်စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့တရုတ်ကိုသူတို့ဘက်ဖောင်ဆွဲဆောင်မှုပဲဒီရိုးဝဲခီးစင်ကပဲကမ္ဘာနိုင်ငံရေးကိုအကြီးအကျယ်ပြောင်းလဲပြခဲ့တာပါအဲ့ဒီရိုးဝဲဆွေးနွေးပွဲရဲ့အကျိုးဆက်အနေနဲ့အမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒဟာလူသိရှင်ကြားရောတရားဝင်မှပြောင်းလဲလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဖြစ်တွေကတော်တော်မြန်ဆန်သွားတယ်1981မှာပေကျင်းအစိုးရ PRC ကကုလသမဂ္ဂမှာတရုတ်ကိုစားကွေဖြစ်လာပြီးထိုင်ဝမ်ကိုထုတ်ပယ်လိုက်ကြတယ်။နောက်ပြီး1989မှာသမ္မတကာတာကပေကျင်းကိုတရုတ်ရဲ့တဖူးတဲ့တရားဝင်အစိုးရအဖြစ်အတိမတ်ပြုတ်လိုက်ပြီးထိုင်ဝမ်နဲ့တရားဝင်တန်တမန်စစ်တွေအားလုံးကိုဖျက်အောက်လိုက်ပါတော့တယ်။ဒါပေမဲ့ဒီနေရာမှာပဲအမေရိကန်ကအရန်ကိုထူးခြားတဲ့ကစားကွက်တစ်ခုကိုလုပ်ခဲ့တယ်။တစ်ချိန်တည်းမှာပဲအချင်းချင်းဆန့်ကျင်နေသလိုဖြစ်နေတဲ့လမ်းတစ်ခုကိုတပလိုက်တဲ့ရှော်ခဲ့လာပါတစ်ဖက်မှာတော့ပေကျင်းကိုတရုတ်ရဲ့တရားဝင်အစိုးရအဖြစ်အတိမတ်ပြုလိုက်တယ်ဒါပေမဲ့နောက်တစ်ဖက်မှာတော့ထိုင်ဝမ်ဆက်ဆံရေးအဥပဒေဆိုတာကိုပြစ်ထမ်းပြီးထိုင်ဝမ်ရဲ့ကာကွယ်ရေးအတွက်လက်နက်တွေဆက်ရောင်းပေးမယ်လို့လည်းကတိပြုခဲ့ပြန်တယ်ဒီလိုရှုပ်ထွေးပြီးမပြတ်သားတဲ့မူဝါဒကို strategic ambiguity ဒါမှမဟုတ်မဟာဗျူဟာမြောက်မပြတ်သားမှုလို့ခေါ်ထားပါတယ်ဆိုလိုတာကချီယုကထိုင်ဝမ်ကိုတကယ်တိုက်လာခဲ့ရင်အမေရိကန်ကစီးရဲရဝန်ကူနေမလားမကူနေဘူးလားဆိုတာကိုတမင်တကာရှင်းရှင်းလင်းလင်းမပြောဘဲထားတဲ့မူဝါဒမျိုးပါဒီမူဝါဒကပဲဆက်စွနေတီနဲ့ချီပြီးထိုင်ဝမ်ရေလက်ကြားမှာငင်းချင်းရင်ကိုတနည်းမဟုတ်တနည်းထိုင်းထားနိုင်ခဲ့တာပါကဲတန်တမန်ကြီးကအယော့အထူးကြံချစ်သွားတဲ့ထိုင်ဝမ်ကတော့ဘလို့ဆက်လုံးမလဲသူတို့ရှင်တန်ရက်တီရှိအတက်ညီလန်းစစ်တီရှာဖွေရှိတော့ပါတယ်ထိုင်ဝမ်ကစစ်အာဏာရှင်စနစ်ကနေတက်ကွင်လက်ရှာတဲ့ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်အသွင်ပြောင်းလဲခဲ့တယ်။ဒီလိုနဲ့သူတို့ဟာတရုတ်ပြည်မှကြီးနဲ့လုံးဝကွဲပြားတဲ့ကိုယ်ပိုင်လက္ခဏာတစ်ခုကိုတိဆောက်နိုင်ခဲ့တယ်
ပြီးတော့သူတို့ရဲ့ရှင်သန်ရက်တည်ရေးဟာစစ်အင်အားထက်ကဘာကြီးရဲ့အတွက်မရှိမဖြစ်အရေးပါတဲ့နေရာတစ်ခုဖြစ်လာဖို့အပေါ်မှာမူတည်နေတဲ့ဆိုတော့ကိုကောင်းကောင်းသဘောပေါက်လာခဲ့ပါတယ် အဲ့တော့ထိုင်ဝမ်ရဲ့အရေးပါမှုကဘယ်မှာရှိနေလဲအဓိကတော့ချက်ကတော့ဒီကိန်းကနန်ပါပဲ90ရာခိုင်နှုန်း ဒါကဘာကိုပြောတာလဲဆိုတော့ကမ္ဘာပေါ်မှာအစင်းမြင့်ဆုံး semiconductor chip ပြတဲ့အားလုံးရဲ့90ရာခိုင်နှုန်းကိုထိုင်ဝမ်တနိုင်ငံတည်းကနေထုတ်လုပ်နေတာပါဒီအချက်ကပဲထိုင်ဝမ်အတ္တကမ္ဘာစီးပွားရေးမှာမရှိမဖြစ်အရေးပါစေတဲ့ဆီလီကွန်ဒိုင်းဆိုတာကြီးဖြစ်လာစေခဲ့တာပေါ့ ကဲအခုကျွန်တော်တို့မြင့်မောက်ခေတ်ကိုရောက်လာပါပြီခေါင်းဆောင်အသစ်တရဲ့လက်ထက်မှာတီးမမှုတွေကအရင်ကနဲ့မတူအောင်ပိုပြီးမြင့်တက်လာနေပါတယ် အထူးသဖြင့်ရှီကျင့်ဖျင်ရဲ့လက်ထက်မှာတရုတ်ဘက်ကပိုပြီးရန်လိုတဲ့လုပ်ရက်တွေကိုလှုပ်လာတာတွေ့ရတယ်။ဥပမာငိန်ချမ်းတဲ့နီလန်းမဟုတ်ပဲပုံစည်းမယ်လို့ဥပဒေထဲမှာထည့်ရေးတာမျိုး။ထိုင်ဝမ်ကျုံးပေါ်ကနေဖြတ်ပြီးဒုံးကြီးတွေပစ်လွတ်စမ်းသပ်တာမျိုး။ပြီးတော့ရေကျက်နဲ့ပိတ်ဆို့ထားတဲ့ပုံစံမျိုးစစ်ရေးလေးချင်းမှုကြီးတွေလုပ်ပြတာမျိုးတွေပေါ့ ဒါပေမဲ့တစ်ဖက်မှာလည်းထိုင်ဝမ်ပြည်သူတွေရဲ့စန္ဒကပေကျင်းရဲ့ဤမှန်းချက်နဲ့တခြားစီဖြစ်နေတယ်စစ်တမ်းတွေရဆိုရင်ပြည်သူများစု88ရာခိုင်နှုန်းကလက်ရှိအခြေအနေတိုင်းပဲဆက်နေခြင်းတဲ့ဒါမှမဟုတ်လွတ်လပ်ရေးကိုပိုပြီးလွတ်လပ်ကြတယ်ပေါစီရဲကိုထောက်ခံတာကတော့12ရာခိုင်နှုန်းလောက်ပဲရှိပါတယ် ဆိုတော့ပြီးခဲ့တဲ့နှစ်ပေါင်း85နှစ်လုံးမှာဒီမပြတ်သားမှုဆိုတဲ့မူဝါဒကငြိမ်းချမ်းရေးကိုတနည်းမဟုတ်တဲ့နည်းထိမ့်သိမ့်ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီမပြတ်သားမှုတွေဒါပျောက်ကွယ်သွားခဲ့ရင်ဘာရဲဆက်ဖြစ်လာမလဲဒါကတော့အားလုံးအတွက်စဉ်းစားစရာမေးခွန်းကြီးတစ်ခုဖြစ်ကြန့်ရှိနေသေးပါပဲ